Hi ကျမနာမည်ကတော့ Clara ပါကျမဘွားကတော့အမြဲတမ်းကိုဗျမ်းဗရာဖြစ်နေခဲ့တာပါပဲကျမဘွားရဲ့စိတ်လှုပ်ရှားစရာကောင်းတဲ့စွန်းစားကန်းတွေကိုဆက်ကြည့်ဖို့အတွက် like and subscribe လေးနှိပ်ပေးထားကြပါအောင်နော်ကျမတို့အမေကကျမနဲ့အမဖြစ်သူ join ကိုငယ်ရွယ်နဲ့ပဲမွေးခဲ့တာပါအဲ့ဒါကြောင့်အပြင်သွားရင်လူတွေကအမေလို့မထင်ပဲကျမတို့ရဲ့အမအကြီးဆုံးလို့တော့မှားရကြသေးတယ်အဖေကတော့အခြားမိန်းမတစ်ယောက်နောက်ကိုလိုက်သွားခဲ့တာကြောင့်အမေကပဲကျမတို့ကိုတယောက်တည်းပင်ပန်းခံပြုစုပြောထောင်ခဲ့ရတာပေါ့အမေကကျမတို့အပေါ်အရန်ကိုအရေးတကြီးကြီးနဲ့ဂယုစိုက်လွန်းသလိုအထူးသဖြင့်ယောက်ျားလေးတွေနဲ့ပတ်သက်ရင်တော့လုံးဝကိုစိုးရင်စိတ်လွန်ကဲနေတဲ့သူပါအမေကကျမနဲ့အမကိုအမြဲတမ်းရှေ့မှာထိုင်ခိုင်းပြီးဒီစကလုံးတွေကိုအလွတ်ရွတ်ခိုင်းလေရှိတယ်ငါဟာတန်မိုးရှိတဲ့မိန်းကလေးတစ်ယောက်ဖြစ်တယ်ဖယောက်ျားလေးနဲ့မှအသက်30မတိုင်ခင်အထိတွဲခွင့်မရှိဘူးအမေသတ်မှတ်ထားတဲ့အချိန်မတိုင်မချင်းကျမတို့မှရီးစားထားခွင့်မရှိပါဘူးအမေရဲ့စည်းကမ်းတွေကတကယ်ကိုတင်းကျပ်လွန်တယ်ဒါပေမဲ့ကျမတို့ကြီးပြင်းလာတဲ့အခါမှာတော့အမေဘာကြောင့်ဒီလောက်တောင်စိုးရင်ခဲ့တယ်လဲဆိုတဲ့အကြောင်းရင်းကိုသိရှိလာခဲ့ရတယ်။တကယ်တော့အမေရဲ့အတိတ်ကဒဏ်ရာတွေကကျမတို့အပေါ်မှာအရေးမဲကြီးလို့လွှမ်းမိုးနေခဲ့တာပါ။အမေကကျမတို့လိုလေသိမ်းမရှိရအောင်စွမ်းကုန်စူးစမ်းပေးခဲ့ပါတယ်။အိမ်ငါးကပေးနိုင်မှုအတွက်တစ်ဖက်မှာအလုံး2ခု3ခုကိုမနာတန်လုပ်ခဲ့ရတာပါ။ကျမထက်2နှစ်ပဲကြီးတဲ့အမ join ကတော့ကျမတို့မှာကလေးထိန်ငါးဝငွေမရှိတာကြောင့်ကျမကိုအမြဲတမ်းစောင့်ရှောက်ပေးခဲ့ရတဲ့သူပေါ့ကျမအသက်9နှစ်အရွယ်တရက်မှာတော့အမေကကျမကို join နဲ့ထားခဲ့ပြီးအလုပ်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာကျမကအယုတ်လေးတွေကိုလုံနေရင်းနဲ့မတော်တဆဆေးရည်တွေမှောက်ချလိုက်မိရာကနေ join ရဲ့ဝတ်စုံဘောကိုအကုန်ပေးချမ်းကုန်ပါလေရောအဲ့ဒီဝတ်စုံက join ရဲ့တစုံတည်းသောအလှပဆုံးဝတ်စုံလေးပါ join ကတော့ငိုယိုပြီးတော့ငါ့ရဲ့အကြိုက်ဆုံးအင်ကြီးလေးမရှိတော့ဘူးအခုတော့ငါ့မှာဟောင်းနှံဆုပ်ပြတ်နေတဲ့အင်ကြီးအဟောင်းတွေကိုပဲပြန်ဝေးရတော့မှာပေါ့လို့အော်ပြောနေကြတယ်ကျမလည်းစိတ်မကောင်းဖြစ်နဲ့မဂဇင်းစာအုပ်ထဲကစက်ကူကာဝင်လှလှလေးတစ်ထည်ကိုညှက်ပြီးဒီမှာဒီအင်ကြီးလှလှလေးဝတ်လိုက်ပါနော်ဆိုပြီး join ကိုပေးခဲ့လိုက်တယ်ဒါပေမဲ့ join ကတော့အယံဝမ်းနေနေတာကြောင့်ကျမရဲ့စက်ကူကာဝင်လေးကိုလည်းအဖက်မလုံနိုင်ခဲ့ပါဘူးတနေ့မှာတော့အမေက join ကိုသူ့တငယ်ချင်းအိမ်မှာအိပ်ဖို့ခွင့်ပြုမယ်လို့ခရီးပေးထားခဲ့တယ်ဒါပေမဲ့ကန်ဆိုးချင်တော့ကျမကအဲ့ဒီနေ့မှာနေမကောင်းဖြစ်ပြီးဖျားနာသွားခဲ့တယ်အမေကနင့်ညမလေးနေမကောင်းဖြစ်နေတာကိုတယောက်တည်းထားခဲ့လို့မရဘူးလေအမေကလည်းသူ့ကိုအလုပ်ခွင့်နဲ့ခေါ်သွားလို့မဖြစ်ဘူးနောက်တစ်ခါမှပဲသွားတော့နော် join အဲ့ဒီလိုပြောလိုက်တော့ join ကဒေါသတွေအလိမ့်လိုက်ထွက်သွားပါတော့တယ်သူကဒါဆိုရင်ကျမတစ်ဘဝလုံးကတသက်လုံးသူ့ကိုပဲထိုင်ပြုစုနေရတော့မှာပေါ့ဟုတ်လားလို့ခါတီးတီးပြောခဲ့ပါတယ်အဲ့ဒီနေ့မှာသူကအိမ်မှာနေပြီးကျမကိုဂရုစိုက်ပေးဖို့စူးစမ်းခဲ့ပါသေးတယ်ဒါပေမဲ့သူလည်းအချိန်ကြာတော့တော်တော်လေးစိတ်ကုန်သွားပုံရတယ်နောက်ဆုံးမှာတော့ join ကငါဆက်ပြီးတီးမခံနိုင်တော့ဘူးလို့အော်ဟစ်ပြီးကျမကိုတယောက်တည်းထားခဲ့ပြီးသူ့တငယ်ချင်းအိမ်ကိုဝုန်းတိုင်းကျဲပြီးထွက်သွားပါတော့တယ်ကျမလည်းသူ့နောက်ကိုလှေကားအတိုင်းလိုက်ဖို့စူးစမ်းခဲ့ပေမဲ့မတော်တဆခြေချော်လဲပြီးခြေထောက်ကိုအပြင်းထန်ဒဏ်ရာရသွားခဲ့တော့တယ်အမေအိမ်ပြန်လာလို့ကျမဒဏ်ရာနဲ့ငိုနေတာကိုမြင်တဲ့အခါမှာတော့ဒေါသတွေကအကြီးကျယ်ထွက်သွားတော့တယ်အမေက join ကိုအပြင်ထွက်ခွင့်ပိတ်ပင်လိုက်ပြီးတငယ်ချင်းတွေနဲ့အကြာကြီးလဲပေးမတွေ့တော့ပါဘူးအဲ့ဒီနေ့ကစပြီး join ကတနေ့တစ်နေ့ပိုးပြီးဒေါသကြီးလာပါတယ်သူကကျမကိုစကားမပြောတော့ပဲအရာအားလုံးကကျမအပြစ်လို့ထင်နေတဲ့ပုံစံနဲ့ဆူဆူဝါဝါစိုက်ပြီးကြည်နေရတယ်ကျမလည်းတကယ်ပဲစိတ်မကောင်းဖြစ်မိပြီအဲ့ဒီနေ့ကငါသာတန်ရာမရခဲ့ခင်ကောင်းပါပဲလို့နောင်တရနေခဲ့တယ်ကျမအသက်16နှစ်အရွယ်မှာတော့အမေကသူ့အလုပ်တွေမှာကိုညီပေးဖို့အတွက်ကျမတို့2ယောက်လုံးကိုသူ့အလုပ်လုပ်တဲ့အိမ်ကိုခေါ်သွားဖို့ဆုံးဖြတ်ခဲ့တယ်။အမေကတော့ချမ်းသာတဲ့မိသားစုတစုရဲ့အိမ်မှာအလုပ်လုပ်တာပါ။ကျမနဲ့ join ကအမြဲတမ်းအဲ့ဒီအိမ်မှာစကားများရန်ဖြစ်နေတတ်တယ်။အဲ့ဒါကြောင့်အမေကိုအလုပ်မကူညီရတဲ့အချိန်မှာတိတ်ဆိတ်ဖြစ်အောင်လို့အမေကကျမတို့အတွက်စစ်တူရင်ခုံတခုံကိုဝယ်ပေးခဲ့တယ်။မင်းတို့2ယောက်ဒါကိုကစားရအောင်တင်ထားကြလို့အမေကပြောခဲ့ပေမဲ့ join ကတော့စစ်တူရင်ကိုလုံးဝစိတ်မဝင်စားပါဘူး။သူကမိတ်ကလိမ့်ဖို့နဲ့အမေအလုပ်လုပ်တဲ့အိမ်ကသူသဘောကျနေတဲ့ဒန်းဆိုတဲ့ကောင်လေးအကြောင်းကိုပဲပြောဖို့စိတ်အားထက်သန်နေခဲ့တာကျမဒန်းနဲ့တခါမှမစုံဘူးပဲမဲ့ join ရဲ့ပြောပြချက်အရာဆိုရင်တော့သူကတော်တော်လေးချောမဲ့ပုံပါပဲတနေ့မှာတော့အမေကအလုပ်ရှင်ရဲ့အိမ်ကိုတန်ရှင်းလုပ်နေတော့ကျမကဒန်းရဲ့စာကြည့်ကန်တွေကိုခိုးဝင်သွားခဲ့တယ်အဲ့ဒီမှာအရန်မိုက်တဲ့စစ်တူရင်ခုံကြီးတကုံရှိနေတာကိုတွေ့လိုက်ရတယ်ကျမလည်းစစ်တူရင်ခုံကိုနေရာချပြီးတယောက်တည်းကစားနေတော့မှပဲအခန်းထဲကိုလူတယောက်ကရုတ်တရက်ဝင်လာပါတော့တယ်ကျမအရန်လန့်သွားပြီကျမခိုးဝင်လာတာမဟုတ်ပါဘူးနော်ကျမဒီအတိုင်းလေးစမ်းကစားကြည့်ချင်လို့ပါလို့တောင်းပန်လိုက်တဲ့အခါမှာတော့သူကမင်းတယောက်တည်းကစားနေတာကိုငါကြည့်နေတာတနားရီတောင်ရှိပြီတော်တော်လေးအထင်ကြီးဖို့ကောင်းတာပဲတခြားတယောက်ယောက်နဲ့ကိုပြိုင်ကစားကြည့်ချင်လားလို့ပြန်မေးပါတယ်ကျမတခါမှသူများနဲ့မပြိုင်ဘူးပဲမဲ့စမ်းကြည့်မယ်လို့ပဲပြောလိုက်တယ်သူကကျမနဲ့ပြိုင်မှုဝင်တိုင်လိုက်တဲ့အခါကျမတော်တော်လေးရင်ခုန်နေခဲ့တယ်ဒါပေမဲ့စိတ်ကိုအေးထားပြီးတယောက်တည်းကစားတယ်လို့မျိုးကျမပေါ့ပေါ့ပါကစားလိုက်တဲ့အခါမှာတော့အန်ဩစရာကောင်းတာက9မိနစ်တောင်မပြည့်ခင်မှာပဲကျမနိုင်ရသွားခဲ့တယ်ကျမတို့10ပွဲအထက်မနေစားခဲ့ပေမဲ့ပွဲတိုင်းမှာကျမကပဲနိုင်ခဲ့တာပါဝါဒီလိုမျိုးဖြစ်လာမယ်လို့ငါလုံးဝမထင်ထားဘူးဆိုပြီးသူကအံ့အားသင့်နေခဲ့တယ်
အချိန်ချင်းစူးစမ်းပြီးတဲ့နောက်မှာတော့သူကအရှုံးကိုဝန်ခံလိုက်ပါတော့တယ်အဲ့ဒီနောက်မှာတော့သူကသူ့ရဲ့စစ်တူရင်ပြိုင်ပွဲဝင်စူဖလားတွေကိုထုတ်ပြခဲ့မှာပဲသူကတစ်ချိန်ကကမ္ဘာချန်ပီယံတယောက်ဖြစ်ခဲ့မှုပဲကျွန်မသိလိုက်ရတယ်ကမ္ဘာချန်ပီယံဟောင်းတယောက်ကိုအနိုင်ရိုက်လိုက်တာကြောင့်ကျွန်မတော့အံ့ဩလို့မဆုံးနိုင်ဘူးဖြစ်နေခဲ့တယ်ကျွန်မကပိုပြီးငယ်ရွယ်တဲ့ပြိုင်ပွဲမျိုးနဲ့တင့်တော်တာပါလို့နောက်ပြောင်ပြီးပြောလိုက်တဲ့အခါမှာတော့သူကသူ့ရဲ့သားဖြစ်သူဒန်နဲ့မိတ်ဆက်ပေးပါတော့တယ်ဒန်ကတကယ်ကိုအလုံးမင်းချော့မော့တဲ့ကောင်လေးတယောက်ပါပဲဒါကတော့ငါသားဒန်ပဲသူ့ကိုလည်းချန်ပီယံတယောက်ဖြစ်အောင်ငါကိုယ်တိုင်လေ့ကျင့်ပေးနေတာမင်းကလှနေလို့ဆိုပြီးငါကတော့အလျှော့ပေးမှာမဟုတ်ဘူးနော်လို့ဒန်ကခက်တီတီပဲပြောလိုက်ပါတယ်လာခဲ့လေစိန်လိုက်တော့ဒန်နဲ့ကစားရတာကတကယ်ကိုစိန်ခေါ်မှုကြီးတစ်ရက်ပါပဲဒါပေမဲ့ကျမကပဲသူ့ကိုအသာစီးရနေခဲ့တယ်အရာအလုံးအဆင်ပြေနေတော့မှပဲဒန်ကစစ်တူရင်ခုံပေါ်ကနေအယုတ်တစ်ခုကိုခိုးပြီးလဲလိုက်တာကိုကျမသတိထားလိုက်မိတယ်ဟေးရှင်ခုတ်ကစားနေတာပဲရှင်လို့ရက်ကိုကျမမြင်နေတော့လို့ကျမကလှမ်းပြောတော့လက်သွက်တာကိုတော့အပြစ်မတင်နဲ့လေဆိုပြီးဒန်ကပြန်ချိပပါတယ်ကျမနိုင်တော့မဲ့အခြေအနေရောက်မှာပဲအမေကအခန်းထဲကိုဝုန်းကနေဝင်ချလာပြီးအကြီးအကျယ်ဒေါသထွက်ပြီးတော့ယောက်ျားလေးတယောက်နဲ့စော်ကစားပြီးမင်းပါရီလုံနေတာလေအမေကဒေါသရကြီးအော်ဟစ်ပါတော့တယ်အမေသမီးနိုင်တော့မှလေလို့ပြန်ပြောမိမယ်လေအမေကတော့ကျမကိုအဲ့ဒီနေရာကနေအတင်းဆွဲခေါ်သွားပြီးနောက်သူ့အလုပ်ခွင်ကိုလိုက်ခွင့်လုံးဝပိတ်ပင်လိုက်ပါတော့တယ်ကမ္ဘာချန်ပီယံကိုတော့အနိုင်ရခဲ့တဲ့အကြောင်းအမေကတော့နားမထောင်ခဲ့ပါဘူးအမေမင်းတို့ကိုဘာတင်ပေးထားလဲပြောစမ်းကျမကတန်ဖိုးရှိတဲ့မိန်းကလေးတစ်ယောက်ပါသက်30မပြည့်မချင်းပဲယောက်ျားလေးနဲ့မှတွဲခွင့်မရှိဘူးလို့ကျမကစိတ်ပြက်လက်ပြက်နဲ့ပြန်ဖြေခဲ့ရတယ်ပြီးတော့ကျမကဒန်အကြောင်းအများရန်ရောင်ရမ်းပြီးအိမ်မက်မက်နေတာက join လေကျမဘာမှမလုပ်ခဲ့ဘူးဆိုပြီးတော့လှုပ်ခနဲပြောလိုက်မိတယ်အိမ်ပြန်ရောက်တဲ့အခါမှာတော့ join ကကျမကိုအရန်အေးဆက်နေပြီးကျမရဲ့စစ်တူရင်အယုတ်တွေကိုတော့ပြတင်းပေါက်ကနေအပြင်ကိုလှုပ်ပစ်လိုက်တော့တယ်နင်ပါဖြစ်နေတာလေလို့ကျမမေးတော့ join ကငါတန်းကိုကြိုက်နေတာသိရတာနဲ့ဘာလို့အမေကိုသွားပြောရတာလဲဒေါသရကြီးနဲ့အပြန်អော်ပါတယ်ကျမလည်းအဲ့ဒီအချိန်ကအယက်လန့်သွားတာကြောင့်အမှတ်မထင်ပြောမိသွားတာပါတကယ်တော့အဲ့ဒီလိုမပြောသင့်ဘူးဆိုတာကျမလည်းသိပါတယ်အမကကျမအပေါ်အယက်ရက်ဆက်နေတာပဲလို့ပြောလိုက်ပြီးအပြင်ကိုလွတ်ပစ်လိုက်တဲ့စစ်တူရဲ့အယုတ်တွေကိုသွားကောက်ဖို့ကျမထွက်လာခဲ့တယ်အဲ့ဒီအချိန်မှာပဲကျမတို့အိမ်ရှိမှာအရန်အဖိုးတန်နဲ့ကားအလန်းစားတစ်စီးလာရက်တာကိုတွေ့လိုက်ရတယ်အဲ့ဒါကဒန်းရဲ့အဖေဖြစ်နေတယ်သူကကျမတို့အိမ်ထဲဝင်ပြီးအမေကိုစာရွက်စာတမ်းအချို့ပေးခဲ့ပြီးတော့ပြန်ထွက်သွားခဲ့တယ်အမေအိမ်ထဲပြန်ဝင်လာတာနဲ့ကျမလည်းစိတ်လှုပ်ရှားပြီးအမေစီကိုပြေးသွားလိုက်တာပေါ့အမေအဲ့ဒါဘာကိစ္စလဲအဲ့ဒီလူကြီးကသမီးကိုဥရောပမှာကျင်းပမယ်စစ်တူရင်ပြိုင်ပွဲကြီးမှာပြိုင်မှုအတွက်စပွန်ဆာပေးခြင်းလို့တဲ့အမေကပြန်ပြေတယ်ဒီအခွင့်အရေးကြောင့်ကျမရင်ခုန်စိတ်လှုပ်ရှားသွားပေမဲ့အမေကတော့ကျမကိုလှုပ်ဖို့တွန်းဆုပ်နေမယ်ဆိုတာသိနေပါတယ်အမေသမီးကိုသွားခွင့်ပြုပါနော်သမီးအပြင်မှာလိမ့်ပါပါမယ်လို့ခရီးပေးတယ်ကျမအတင်းတောင်းပန်တယ်ဒါပေမဲ့အမေကတော့သမီးကိုအမေနဲ့ဝေးရကိုမလွတ်နိုင်ဘူးအမေကလည်းအလုပ်ကိုပြစ်ထားခဲ့လို့မရဘူးလေမဟုတ်ရင်ငါတို့အိမ်ရမဲ့ဖြစ်မှာပေါ့လို့ပြန်ပြောလိုက်ပါတယ်ကျမကဒေါသရကြီးနဲ့ပြန်ပြီးညှင်းဆန်တော့မဲ့အချိန်မှာပဲ join ကဂျားရဲကနေဝင်ပြောပြီးကျမနဲ့အတူလိုက်သွားဖို့ကမ်းလှမ်းခဲ့ပါတယ်အမေသမီးလိုက်သွားပေးလို့ရပါတယ်ညီမလေးကိုသမီးတေချာကြည့်ရှုဆောင်ရှောက်ပါမယ်အရာအလုံးအဆင်ပြေမှာပါကျမကလည်းဟုတ်တယ်အမေ join ကအရင်လိုသမီးကိုပဲဆောင်ရှောက်ပေးနိုင်ပါတယ်သွားခွင့်ပြုပါနော်အမေကစဉ်းစားပေးမယ်လို့ပြောခဲ့ပြီးပြိုင်ပွဲအကြောင်းရှာဖွေစုံစမ်းတဲ့အခါမှာတော့ပထမစုကြီးကဒေါ်လာ300,000ရမယ်ဆိုတာကိုသိသွားခဲ့တယ်အဲ့ဒီတော့မှပဲအမေကကောင်းပြီလေသွားကြဒါပေမဲ့ join ခိုင်းထားသမျှကိုတော့သမီးအကုန်လုံးရမယ်နော်ဆိုပြီးတော့သွားခွင့်ပြုလိုက်ပါတော့တယ်ကျမတို့ကဒန်းရဲ့အဖေပိုင်းဆိုင်နဲ့ကိုပိုင်လေရင်ကြီးနဲ့ဥရောပကိုပြန်တန်းခဲ့ကြပြီဒန်ကလည်းကျမတို့နဲ့အတူလိုက်ပါလာခဲ့တယ်ဒါပေမဲ့လေရင်ပေါ်ရောက်ပြီးမကြခင်မှာပဲ join ကစီကံတစ်ခုကိုထုတ်လိုက်ပါတယ်အဲ့ဒါကတော့ကျမအနေနဲ့ဒန်ကိုလုံးဝစကားမပြောရဘူးဆိုတာပါပဲ join ကတော့သူဒီခရီးကိုလိုက်လာရတာကဒန်နဲ့ပို့ပြီးနီးစပ်ခွင့်ရဖို့အတွက်ပဲဖြစ်တယ်ဆိုတာကိုရှင်းရှင်းလင်းလင်းပြောလိုက်တယ်အမေပြောခဲ့တာကိုရောနင်မှတ်မိရမလားနင်ငါခိုင်းတာအကုန်လုံးရမယ်နော်လို့သူကကျမကိုသတိထပ်ပေးလိုက်တယ်ကျမအတွက်ကတော့အဲ့ဒီစီကံကပြဿနာမရှိပါဘူးဘာလို့လဲဆိုတော့ကျမအမြင်မှာဒန်ကကျမစီကအောင်ပွဲကိုမတရားလို့ယူဖို့စူးစမ်းခဲ့တဲ့လူလိန်တယောက်ပဲလေစိတ်ချပါသူနဲ့စကားမပြောရတာကျမအတွက်ဘာမှမခက်ခဲပါဘူးလို့ကျမကပြန်ပြောလိုက်တယ်ခရီးစဉ်တစ်လျှောက်မှာတော့ကျမကဒန်နဲ့ဝေးနေခဲ့ပေမဲ့ join ကတော့ဒန်ရဲ့အနာမှာအမြဲတမ်းကပ်နေပြီးဒန်ပြောသမျှပြက်လုံးတွေကိုအားရပါရရီမောနေခဲ့တယ်ကျမတို့ဥရောပကိုဆက်ရောက်တဲ့အခါမှာတော့ဒန်ကကျမစီလာပြီးသူသွားချင်တဲ့နေရာတွေအကြောင်းလာပြောပါတယ်ကျမကတော့အခက်ပြက်ပဲနားထောင်ပါအောင်ကျမဒီကိုလာတာပြိုင်ပွဲအတွက်ပဲပြိုင်ပွဲကိုပဲအာယုံစိုက်ချင်တယ်လို့ပြောလိုက်တဲ့အခါမှာအိုးကြောက်စရာကြီးပါလားကိုကမင်းကိုပြိုင်ပွဲအတွက်စိတ်မဖိစီးနေအောင်လို့စကားလာပြောပေးတာပါလို့သူကခဏနောက်ပြန်ပြောလိုက်ပါတယ်ကျမတို့နှစ်ယောက်စကားပြောနေတာကို join မြင်သွားတဲ့အခါမှာတော့သူကကျမကိုအတင်းပဲဆွဲခေါ်သွားတော့တယ်နေအခုကလေးကစီကံကိုစပြီးချိုးဖောက်နေပြီနော်ဒါပထမဆုံးသတိပေးချက်ပဲနောက်ထပ်2ကြိမ်ဆိုရင်တော့နင်အထုတ်ခံရပြီသားမှတ်လို့ join ကကျမကိုဒေါသတကြီးပြောတယ်ကျမကလည်းသူကကျမစီကိုလာပြောတာလေပြီးတော့နင်ကလည်းအမေရဲ့စီကံကိုချိုးဖောက်နေတာပဲမဟုတ်လားကျမတို့ကိုယောက်ျားလေးတွေနဲ့စကားမပြောရဘူးလို့အမေမှားထားတာလေအမေကဒီမှာရှိနေတာမဟုတ်ဘူးပြီးတော့ငါကအမားဖြစ်တဲ့အတွက်စီကံတွေကိုငါပဲတတ်မှတ်မယ်အဲ့လိုမျိုး
join ကခက်ချစ်ချစ်ပြန်ပြောခဲ့ပါတယ်ပြိုင်ပွဲကြီးမှာတော့ကျမကလူကြိုက်အများဆုံးကစားသမားတစ်ယောက်ဖြစ်လာခဲ့ပြီး semi final အထိတဟုန်တိုးတက်လှမ်းနိုင်ခဲ့ပါတယ်ဒန်ကတော့ပြိုင်ပွဲအစောပိုင်းမှာပြုတ်သွားခဲ့ပါတယ်မင်းတကယ်တော်တာပဲတကယ်တော်လိုက်တာနော်လို့ဒန်ကပြောလာတဲ့အခါမှာအဲ့ဒီလိုပဲထင်တာပဲကျမကတော့ခိုးကစားဖို့တော့မလိုတော့ဘူးလေလို့ပြန်နေလိုက်တာပေါ့မကြခင်မှာပဲကျမရဲ့နာမည်ကြော်ကြားမှုဟာထိုးတက်သွားခဲ့ပါတယ် semi final တက်လှမ်းနိုင်ပြီးခဲ့တဲ့နောက်မှာအင်တာဗျူးတစ်ခုဖြေဆိုနေတော့မှဒန်ကရုတ်တရက်ကျမဘေကိုရောက်လာပြီးသတင်းတောက်တွေကိုသူ့လိုမျိုးတော်တဲ့လူမတွေ့ရတာနှစ်ပေါင်းများစွာရှိပြီလို့ဒန်ကသတင်းတောက်တွေရှေ့မှာလည်းပဲပြောလိုက်ပြီးကျမကိုဖတ်လိုက်ပါတော့တယ်အဲ့ဒီမြင်ကွင်းကို join မြင်သွားတဲ့အခါမှာတော့သူကလုံးဝကိုပေါက်ကွဲသွားတော့တယ်အခုချက်ချင်းနဲ့အိမ်ပြန်မယ်နင်တန်နဲ့ဖတ်နေတာကိုငါမြင်တယ်အဲ့ဒါအမေရဲ့စီကံကိုနင်ချိုးဖောက်လိုက်တာပဲသူကလာဖတ်တာလေကျမအပြစ်မဟုတ်ဘူးလို့ပြန်ရှင်းပြပေးမယ် join ကနားမထောင်ပါဘူးသူကကျမအကြောင်းအမေကိုတိုင်ဖို့ဖုန်းဆက်တင်ခေါ်ပါတော့တယ် semi final ပြိုင်ပွဲကြီးမတိုင်ခင်မှာအိမ်မပြန်ချင်တာကြောင့်ကျမလည်းစိတ်အားထက်သန်စွာနဲ့ join ကိုပြေးလုံးလိုက်ရကနေသူ့ဖုန်းကရေမြောင်းထဲကိုပြုတ်ကျသွားပါတော့တယ်ရင်ခိုင်းတာတွေကိုငါနားထောင်မယ်ဒါပေမဲ့ငါရဲ့ဒီအခွင့်အရေးကိုတော့အပြတ်မခံနိုင်ဘူးလို့ကျမကအော်ပြောလိုက်တယ်ဒါပေမဲ့ join ကတော့နင်ကငါ crash ကိုလူယူနေတာပဲငါတန်ကိုကြိုက်နေတာလေနင်သိသားပဲဆိုပြီးပြန်អော်တယ်ကျမလည်းကိုပြန်ခုခံကာဝယ်ဖို့ကြိုးစားပေမဲ့အခြေအနေတွေကပိုပြီးဆိုးရွားလာခဲ့တယ်ကျမတို့နှစ်ယောက်လုံးအော်ဟစ်နေကြပြီးတော့တယောက်ပြောတာတယောက်နားမထောင်နိုင်တော့တဲ့အဆုံးမှာစိတ်တူတူနဲ့ join ကိုတွန်းထုတ်လိုက်မိတယ်အရှိန်နဲ့သူဟန်ချက်ပြက်ပြီးလဲသွားတာတော်တော်လေးနာသွားပုံရတယ်ကျမလည်းလန့်သွားပြီ join နဲ့အဆင်ပြေရလားလို့မေးလိုက်ပေမဲ့သူကတော့အယမ်းနာကျင်နေရှာတယ်အဲ့ဒါနဲ့ပဲသူ့ကိုဆေးရုံအမြန်တင်လိုက်ရတယ်ဆရာဝန်ကတော့တင်ပစုံရွကျိုးသွားတာကြောင့်တပတ်လောက်အနားယူရမယ်လို့ပြောတယ်ကျမကိုတော်တော်လေးအပြစ်မကင်းသလိုခံစားလိုက်ရတာကြောင့်တကယ်စိတ်မကောင်းပါဘူး join ရဲ့ဒါတွေအားလုံးကငါအမားတွေပါအခုတော့အရာအားလုံးထားခဲ့ပြီးမင်းနေကောင်းအောင်ပဲအရင်လှုပ်လိုက်ကြရအောင်ဒါပေမဲ့ join ကတော့နေယူသွားပြီလားသွားပြီးတော့အဲ့ဒီဒေါ်လာ3သိန်းကိုရအောင်ယူခဲ့စမ်းပါတဲ့ငါအတွက်စိတ်မပူပါနဲ့ငါစိတ်တူလို့အမေကိုဖုန်းဆက်တယ်လို့ဟန်ဆောင်လိုက်တာပါတကယ်တော့မင်းကို semi final အတွက်မလွဲစေချင်ပါဘူးဖြစ်ပျက်ခဲ့သမျှအရာအားလုံးတွေကြားတဲ့ကမှ join ကကျမအတွက်ပြိုင်ပွဲအခွင့်အရေးတွေကိုတွေးပင်နေတော့မယ်ဆိုတာသိလိုက်ရတော့ကျမလည်းတော်တော်လေးအံ့အားသင့်သွားတယ်မင်းကြိုက်နေတဲ့တန်ကိုငါကလိုက်ပတ်သက်နေတာကိုမင်းမစိုးရိမ်ဘူးလားလို့ကျမကမေးလိုက်တော့မဟုတ်တာငါသူ့ကိုတကယ်ကြီးကြိုက်နေတာမဟုတ်ပါဘူးတဲ့လေဘာဒါဆိုဘာလို့သူနာကိုငါ့ကိုအကတ်မခံပဲတားနေခဲ့တာလဲငါကအမြဲတမ်းနင့်ကိုပဲဂရုစိုက်ပေးခဲ့တာလေငါမှတငယ်ချင်းလည်းမရှိသလိုထူးထူးခြားခြားဖြစ်တည်မှုမျိုးလည်းရှိမနေခဲ့ဘူးနောက်ပြီးငါကကောင်လေးတယောက်ကိုစပြီးစိတ်ဝင်စားမိတဲ့အခါတိုင်းအဲ့ဒီလူကနင့်ကိုပဲပြန်ပြန်ကြိုက်နေတတ်တာလေအဲ့ဒါကိုငါကတားချင်ခဲ့တာဒါပေမဲ့နောက်မှငါတတိတားမိတာကအဲ့ဒီကောင်လေးကိုငါတကယ်ကြိုက်နေတာမဟုတ်ဘူးဆိုတာပဲနင်ကအရာရာတိုင်းကိုပိုင်ဆိုင်နေတာမျိုးကိုငါမလိုလားလို့အဲ့ဒီလိုလုပ်ခဲ့တာငါနားလဲပါရဲ့ join ရဲ့နင်ကအနားမှာအမြဲရှိနေပေးတာကိုပဲငါကတာမန်လို့သဘောထားမိခဲ့တာပဲနင်မှလည်းတောက်ပခွင့်နဲ့အိမ်မက်တွေရှိတင်တာပေါ့နောက်ဆိုတယောက်နဲ့တယောက်အပြန်လဲကိုကြီးစောက်ရှောက်ကြမယ်လို့ဂရီပေးလိုက်ရအောင်ဟေးဖက်တာတော့မလုံးနဲ့အောင်နင့်ချွေးစော်ကအယမ်းနန်နေတာပဲကဲအခုသွားပြီးတော့အဲ့ဒီစုကိုအမိအရာယူခဲ့တော့ငါအနေနဲ့အနားယူအောင်မယ်ကျေးဇူးပဲအမအဲ့ဒီလိုပြောပြီးကျမသူ့ကိုဖတ်ပြီးထွက်လာခဲ့တယ် join ကမတော်တဆဖြစ်ပြီးတဲ့နောက်တနေ့ညနေမှာတော့ပြိုင်ပွဲမစခင်ခမ်းမအပြင်ဘက်မှာကျမထိုင်နေတော့ဒန်ကဘေးနားမှာတိတ်တဆိတ်လာထိုင်တာကြောင့်ကျမလန့်သွားခဲ့တယ်သူကကျမဘေးမှာလာထိုင်ပြီးပန်းစည်းလေးတစ်စီးကမ်းပေးတယ်ဒါက join အတွက်ပါဆေးရုံသွားရင်တခါရဲယူသွားပေးလို့ရမလားတဲ့အဲ့ဒီပန်းတွေက join အကြိုက်ဆုံးဒေစီပန်းလေးတွေလည်းဖြစ်နေတယ်သူကဒီစစ်တူရင်ပြိုင်ပွဲတစ်ခုရဲနဲ့လည်းမကပဲကျမဘဝမှာဘာတွေဖြစ်နေလဲဆိုတာကိုပါတကယ်ပဲဂရုတစိုက်ရှိပေးခဲ့တာပါမင်းတို့နှစ်ယောက်ပြိုင်ပွဲမစခင်နဲ့ပြီးတဲ့အချိန်မှာစကားပြောလို့ရအောင်မင်းရဲ့အခန်းထဲမှာဗီဒီယိုကောပြောဖို့စီစဉ်ပေးထားတယ်။ဒါကမင်းတို့နှစ်ယောက်စလုံးအတွက်အဆင်ပြေမယ်လို့ငါထင်လို့ပါ။တကယ်ကျေးဇူးတင်ပါတယ်တန်ရဲ့။ဒါပေမဲ့ကျမရိုင်းတယ်လို့ဖြစ်သွားရင်ခွင့်လို့ပါ။အခုလောလောဆယ်မှာတော့ကျမတို့ပတ်သက်မှုတစ်ခုစတင်မဖြစ်နိုင်သေးဘူးလို့ထင်တယ်။အခုအချိန်ကကျမအတွက်ဒီစုကအရေးအကြီးဆုံးပဲ။အဲ့ဒါကြောင့်အာယုံစိုက်ထားဖို့တကယ်လိုအပ်နေတယ်။အာယုံနှုတ်စီမဲ့ဘယ်အရာကိုမှအပြစ်မခံနိုင်လို့ပါ။မင်းအတွက်အရာရာပိုလွယ်ကူသွားအောင်လို့ငါကလှုပ်ပေးခြင်းရုံပါ။မင်းမလှုပ်ရှားရအများကြီးရှိနေတာကိုငါသိတယ်။မင်းစိုးရင်ပူပန်နေရင်ပြတတ်တဲ့အမူအရာတစ်ခုလည်းရှိသေးတယ်နော်မင်းရဲ့နေရွက်တွေနေလာတာပဲအဲ့ဒါကိုဖုံးထားရင်ဖုံးထားလိုက်လေဟင်ဒါကိုသူကသတိထားမိနေတာလားအဲ့ဒါကတော်တော်ချိုသားတဲ့လောက်ရလေးတစ်ခုပါပဲအမေနဲ့သူကလွှဲရင်ဘသူမှဒါကိုသတိမထားမိခဲ့ဘူးနောက်တစ်နေ့မှာတော့ကျမ semi final မှာကောင်းကောင်းကစားနိုင်ခဲ့ပြီးတော့အနိုင်ရခဲ့ပါတယ်ကျမတော်တော်လေးစိတ်လှုပ်ရှားနေပြီအဲ့ဒီအချိန်မှာဒန်ကဂုံပြူဖို့အပြေးအလွှာရောက်လာခဲ့တယ်သူကကျမကိုဖတ်လိုက်ပြီးနမ်းလိုက်တယ်အဲ့ဒီအနမ်းနဲ့ပတ်သက်ပြီးတော့ငါမလုပ်သင့်ဘူးဆိုတာလည်းသိပါတယ်ဆိုလိုတာက join ကမင်းအမေရဲ့အစည်းကအကြောင်းငါကိုပြောပြထားပါတယ်ဒါပေမဲ့ငါမင်းကိုတကယ်သဘောကျတယ်ပြီးတော့မင်းရဲ့ boyfriend ဖြစ်ချင်တယ်ကျမအရန်အံ့အားသင့်သွားတယ်ဒါပေမဲ့အဲ့ဒါနဲ့ပတ်သက်ပြီး join အဆင်ပြေလားဆိုတာကိုကျမအသေးချာသိဖို့လိုတယ်လို့သူ့ရဲ့သဘောတူညီချက်ကိုလည်းအရင်ဆုံးရယူခြင်းမိတယ်ဒါပေမဲ့နောက်ပိုင်းမှာဒန်နဲ့အတူစိတ်ရုံကိုသွားကြည့်တဲ့အခါ join ရဲ့ပစ္စည်းတွေတခုမှမရှိတော့ပါဘူးဟိုတယ်ကိုအမြန်သွားကြည့်တော့လဲသူအဲ့ဒီမှာမရှိတော့ပြန်ဘူးအဲ့ဒီအချိန်မှာပဲဒန်ရဲ့အဖေကကျမတို့ကိုလာရှာပြီး join မနေ့ကပဲအိမ်ပြန်သွားပြီး
နေအမေချော်လဲလို့ဆေးရုံတင်ထားရတယ်လေဖះကြီးကျမအခုချက်ချင်းလေးစိတ်ကိုသွားမှာဖြစ်မယ်အမေနဲ့ကျမတွေ့ဖို့လိုတယ်အဲ့ဒီလိုပြောတော့တန်ကကျမရဲ့လက်မောင်းကိုအသာဆွဲထားရင်ခဏလေး Clary ငါတို့သူနဲ့ဗီဒီယိုခေါ်ပြောလို့ရတာပဲမင်းရဲ့အိမ်မက်တွေကိုအခုလိုလက်မလွတ်လိုက်ပါနဲ့မင်းအမေကမိဖို့ကြောင့်စင်တွေတန်ရှင်းလို့ရခြေထောက်ထိသွားရုံပါသူအဆင်ပြေသွားမှာပါမင်းကသူ့အတွက်ဒီပြိုင်ပွဲမှာအနိုင်ယူပေးလိုက်စမ်းပါအဲ့ဒီလိုတန်နဲ့စကားပြောဆိုပြီးတဲ့နောက်မှာတော့ကျမတော်တော်လေးကိုအာယုံစူးစိုက်မှုကောင်းသွားခဲ့တယ်စစ်တူရင်ပြိုင်ပွဲရဲ့နောက်ဆုံးပွဲစဉ်ကတကယ်ကိုခက်ခဲပေမဲ့ကျမအစွမ်းကုန်စူးစမ်းခဲ့တယ်အဲ့ဒီနောက်မှာတော့အဆုံးဖြတ်ပေးနိုင်မဲ့အကွက်တစ်ခုကိုရွှေ့လိုက်နိုင်ပြီးကျမအနိုင်ရသွားခဲ့တယ်ပတ်ဝန်းကျင်ကလူတွေအားလုံးကလည်းဝိုင်းပြီးအားပေးဂုဏ်ပြုကြရတာပဲကျမအရန်ကိုပျော်ရွှင်ပြီးစိတ်လှုပ်ရှားသွားမိတယ်လူအုပ်ထဲမှာတန်းကိုမြင်လိုက်တာနဲ့သူ့စီကိုအပြစ်သွားပြီးသူ့ကိုအားရပါးရနမ်းလိုက်ပါတော့တယ်ကင်မရာတွေကအဲ့ဒီနားမှာရှိတာဆိုတော့ကျမတို့နမ်းနေတဲ့ပုံတွေရုံးမြင်တန်ကြားပေါ်မှာပါသွားခဲ့တယ်အိမ်ပြန်ရောက်တဲ့အခါမှာတော့အမေနဲ့ Join ကစောင့်နေကြတယ် Join ကတော့ပြုံးနေပေမဲ့အမေကတော့တီတီကြီးပဲကျမအနိုင်ရခဲ့တာကိုသူဂုဏ်ယူပေမဲ့ရေးစားထားတဲ့အတွက်နင်းကိုအပြစ်မထွက်ရအမိန်ပေးထားတာကတော့အတီးပဲနော်တဲ့တချို့ຢာတွေကတော့ဘယ်တော့မှပြောင်းလဲလာမှာမဟုတ်ဘူးထင်ပါရဲ့